မင်္ဂလာပါကျွန်မကတော့ဒေါ်နေယူအောင်ဖြစ်ပါတယ်ကျွန်မတော့တာလင်တောင်းဖွားတင်တန်းကျောင်းမှာ Diploma in Midwifery ကို2004ခုနှစ်မှာရရှိခဲ့ပါတယ်အဲဒီနောက်မှာတော့လဲကူပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ညနာနာစီးရုံတို့မှာတာဝန်ထမ်းဆောင်ခဲ့ပြီးတော့ယခုလက်ရှိကတော့ Novaland Technical Services Company Limited မှာ Branch Manager အနေနဲ့တာဝန်ထမ်းဆောင်နေပါတယ်ဒီနေ့ဆမတ်တင်မဲ့ဘာသာရက်လေးကတော့စမတို့အခုစာမျက်နှာ120က bottle feeding or formula feeding เนาะနှုတ်ဘူးတိုက်ကြွေးခြင်းကိုဆက်သွားရအောင်เนาะ formula feeding is ideal nutrition and sufficient to support optimal growth and development for approximately the first 6 months after birth ဒါကတော့ဘာကိုပြောချင်တာလဲဆိုလို့ရှိရင်เนาะတဲ့เนาะမွေးစားကနေပြီးတော့6လအထိเนาะကြီးထွားဖွံ့ဖြိုးဖို့ရအတွက်ထောက်ပံ့ပေးနိုင်တဲ့အကောင်းဆုံးတော့အာဟာရပဲဖြစ်ပါတယ်เนาะ advantages of formula feeding เนาะဒါနှုတ်ဘူးရဲ့ကောင်းကျိုးလေးတွေပါเนาะ supplementing breast milk with formula is usually discouraged although may be helpful in cases where the mother is not producing an adequate supply of milk or the baby is not able to breastfeed well เนาะဒီဟာကကြတော့เนาะဒီနှုတ်ဘူးရဲ့ကောင်းကျိုးလေးတွေကမိခင်နှုတ်အစားเนาะမိခင်နှုတ်အစားနှုတ်မှုတိုက်ကြွေးတာကိုအားမပေးဘူးဒါပေမဲ့လေเนาะအမေကနှုတ်ကောင်းကောင်းမထွက်ဘူးဒါမှမဟုတ်ရင်ကလေးကနှုတ်ကောင်းကောင်းမစုနိုင်တဲ့အခါမျိုးမှာဆိုရင်တော့နှုတ်မှုကိုအကူအနေနဲ့တိုက်ကြွေးနိုင်ပါတယ်နှုတ်ဘူးတိုက်ကြွေးခြင်းဤအပြစ်များเนาะကလေးငယ်အတွက်နှုတ်ဘူးတိုက်ကြွေးခြင်းမှာလည်းအပြစ်ကမိခင်ရောကလေးရောမှာရှိပါတယ်เนาะနှုတ်ဘူးကလေးငယ်အတွက်အပြစ်တွေကတော့တဲ့ယောဂခေါင်းကိုကာဝယ်ပေးတဲ့ပဋိပစီဝါပစ္စည်းတွေမပါဝင်ပါဘူးเนาะနှုတ်မှုမှာပါဝင်တဲ့ protein တစ်ခါဆိုလို့ရှိရင်အစာကြေဖို့ရန်အတွက်ခက်ခဲတယ်เนาะပြီးတော့နွားနှုတ်မှုမှာပါဝင်တဲ့အဆီဓာတ်ဟာဆိုရင်ကျမရေးအတွက်လည်းမတင့်လျော်ပါဘူးနံပါတ်4ဆိုဒီယမ်ဓာတ်များတယ်နံပါတ်5ဗိုက်တာမင်ဓာတ်နည်းတယ်နံပါတ်6ရားရံစေတယ်နံပါတ်9ယောဂဘို့ဝင်ရောက်စေနိုင်တယ်နံပါတ်10မိခင်နှုတ်ဆိုမှုနည်းစေတယ်เนาะနံပါတ်9နှုတ်ဒီကောင်းဇဝေဇဝါဖြစ်တယ်เนาะနှုတ်ဒီကောင်းဇဝေဇဝါဖြစ်တယ်ဆိုတာနှုတ်မုံတိုက်ကျွေးလိုက်အမေနှုတ်တိုက်လိုက်ဆိုလို့ရှိရင်เนาะသူတို့ကဒီဟာနှုတ်ဒီကောင်းလားဒါနှုတ်လားဆိုတာသူတို့မခွဲနိုင်တော့ဘူးเนาะဇဝေဇဝါဖြစ်တယ်နံပါတ်10ကတော့တန်ဓာတ်အားနည်းတယ်နံပါတ်11ကတော့ကယ်လ်ဆီယမ်နဲ့ဖော့စဖိတ်ဓာတ်တွေများတယ်နံပါတ်12ကတော့တန်ရောစင်နည်းသွားတယ်เนาะဒါကတော့ကလေးငယ်တွေအတွက်အပြစ်တွေပဲဖြစ်ပါတယ်အဲ့တော့မိခင်အတွက်အပြစ်များမိခင်အတွက်အပြစ်တွေကတော့ဘာတွေရှိမလဲဆိုရင်ကလေးငယ်ကမိခင်နှုတ်ဆိုတဲ့နှုတ်ဆိုတာနည်းသွားတဲ့အတွက်ကြောင့်မလို့မိခင်နှုတ်ကြီးအထွက်နည်းတယ်ပြီးနောက်ထပ်နံပါတ်1ကတော့တအိမ်ကြုံလုံးနှေးသွားတယ်နံပါတ်3ကတော့ခရိကထများတယ်ခရိကထများတယ်ဆိုအလုပ်များတာကိုပြောတာပေါ့နော်ဟာနှုတ်ဘူးဖြောရမှာနဲ့နှုတ်ဘူးပေါင်းရမှာနဲ့ဒါမျိုးလေးတွေအလုပ်ရှုပ်တာပေါ့နော်နံပါတ်4တန်ရောစင်နည်းစေပါတယ်တဲ့နော်ဒါကတော့မိခင်အတွက်အပြစ်များပါနော်အဲ့တော့ဆမ်မတို့နှုတ်ဘူးဖြော်ဖို့ရန်အတွက်ပြင်ဆင်မယ်နော်ဒါရည်ရွယ်ချက်နော်နှုတ်ဘူးဖြော်ခြင်းရည်ရွယ်ချက်ကတော့ဒါအရှိမလဲဆမ်မရှင်းပြပြီးတာသူကနှုတ်ထွက်နေတဲ့ဒါမှမဟုတ်ရင်နှုတ်လုံးဝမထွက်တဲ့အမေတွေကုသယောဂရှိတဲ့အမေတွေမိခင်တို့ကောင်းစွာမစွန့်နိုင်တဲ့ကလေးတွေအတွက်လိုအပ်တဲ့အာဟာရရရှိဖို့ရန်အတွက်ပဲဖြစ်ပါတယ်နော်လိုအပ်တဲ့အရာလေးတွေကဘာတွေရှိမလဲနံပါတ်1အရေးကြီးတယ်ပေါ့နော်နှုတ်ဘူးပြီးရင်နံပါတ်2ဖြော်ဖို့ရန်အတွက်ဇွန်တေးလေးလိုအပ်တယ်နံပါတ်3ခြင်ခွက်လိုအပ်တယ်နော်နံပါတ်4စတီးလင်မန်လိုအပ်ပါတယ်เนาะဒီနှုတ်ဘူးလေးတွေဇွန်လေးတွေတင်ဖို့အတွက်စတီးလင်မန်လိုအပ်တယ်နံပါတ်5ကတော့ကလေးတိုက်ဖို့ရန်အတွက်တင့်လျော်တဲ့နှုတ်မုတ်เนาะနံပါတ်6တွေ့ကြရနှုံမုံနဲ့တိုက်လို့မရဘူးလို့ပြောချင်တာပါเนาะနံပါတ်6စက်ပြာဒါစက်ပြာကတော့ကလေးနှုတ်ဘူးတွေပါလေဆေးဖို့အတွက်ပေါ့เนาะနံပါတ်9ရေနွေးလိုအပ်တယ်နံပါတ်10နှုတ်ဘူးပေါင်းဆက်ဒါမှမဟုတ်လို့ရှိရင်ရေဆူနေတဲ့ရေနွေးလိုအပ်ပါတယ်နံပါတ်9ကတော့ brush เนาะ brush ကလည်းဒီနှုတ်ဘူးဆေးဖို့အတွက်ပဲเนาะနံပါတ်10ကတော့ paper tissue လိုအပ်ပါတယ်ပြီးတော့နှုတ်ဘူးဖြော်ဖို့เนาะနံပါတ်1လက်ဆေးပါဆမတို့ကနှုတ်ဘူးပဲဖြော်ကလေးပဲကိုင်ကအရင်ဦးဆုံးမလုပ်ရလဲဆိုရင်လက်အရင်ဆေးရတယ်เนาะနံပါတ်2နှုတ်ဘူးကိုတစ်ခုချင်းစီချွတ်ပြီးရေစက်ပြာတို့နဲ့တေချာစွာဆေးကြောပေးရမယ်တစ်ခုချင်းစီချွတ်တယ်ဆိုတာနှုတ်ဘူးထဲမှာဆိုလို့ရှိရင်သူ့ရဲ့အဖုံးအရစ်ကလေးတွေပါတယ်ပြီးတော့နှုတ်ဒီကောင်လေးပါတယ်အဲ့ဒါလေးတွေကိုတစ်ခုချင်းစီချွတ်ပြီးတော့เนาะတေချာချာဆေးကြောပေးရမယ်နှုတ်ဘူးပေါင်းဆက်ဖြင့်နှုတ်ဘူးကိုတတ်မှတ်ချိန်ထိပေါင်းပေးပါတဲ့เนาะသူ့အချိန်လေးပေါင်းရမယ့်အချိန်လေးရှိတယ်ပေါ့เนาะပေါင်းပြီးနှုတ်ဘူးကိုလင်မန်းတွင်ထားပြီးတော့เนาะအခုနောက်တော့ပေါင်းပြီးသွားပြီဟေးဆိုရင်အဲ့နှုတ်ဘူးကိုအခုနကဆရာမတို့စတီးလင်မန်းရှိတယ်လင်မန်းထဲမှာထားမယ်အဲ့ဒါဆိုလို့ရှိရင်ဆရာမတို့နှုတ်ဘူးဖြော်ဖို့ရန်အတွက်ဆရာမတို့စားလို့ရပါပြီနံပါတ်4
ချင်းခွက်ထဲတို့တဲ့နော်နှုတ်မုတ်ထဲရမယ်နော်ဆရာမတို့ဒီချင်းခွက်ထဲကိုနှုတ်မုတ်ထည့်ရမယ်သူ့ပမာဏအတိုင်းထည့်ရမယ်နော်နှုတ်မုတ်ထည့်ပြီးသွားလို့ရှိရင်တဲ့တတ်မှတ်ထားတဲ့ရေနွေးပမာဏနော်ဥမာဖြင့်တဲ့နှုတ်မုတ်တစ်စုံဆိုလို့ရှိရင်ရေနွေးဘယ်လောက်ထည့်ရမလဲပေါ့နော်အဲ့ပမာဏအတိုင်းထည့်ရမယ်တဲ့နံပါတ်5ကလေးတောက်ရန်အတွက်အနေတော့အပူချိန်ဖြစ်အောင်ဇွန်းတေးလေးနဲ့မွေပေးရမယ်နော်ပါဇက်ကနေဖူးဖူးလုံးဝမုတ်လို့မရဘူးအဲ့ဒါလေးတွေကိုတတိထားပေးရမယ်နံပါတ်6နှုတ်မုတ်ထဲတဲ့ဇွန်းတစ်ဇွန်းဟာဆိုလို့ရှိရင်နော်နှုတ်မုတ်ထဲတဲ့ဇွန်းတစ်ဇွန်းဟာရေနွေး 30cc နော်ရေနွေး 30cc ဟာဆိုလို့ရှိရင်1အောင်စရှိတယ်နော်တအောင်စားထည့်ပေးရမယ်ဖြော်ပြီးနှုတ်ကိုနှုတ်ဘူးထဲမှာထည့်ပြီးကလေးငယ်ကိုတိုက်နိုင်တယ်ဒီနေရာမှာဆရာမပြောချင်တာနှုတ်မုတ်ထည့်တဲ့ဇွန်းတစ်ဇွန်းဆိုတာဇွန်းတွေမတူဘူးနော်သူရဲ့ဒီနှုတ်မုတ်အမျိုးအစားလိုက်ပြီးတော့တချို့ဇွန်းတွေဆိုရင်နှုတ်မုတ်တစ်ဇွန်းကို2အောင်စားရှိတယ်တချို့နှုတ်မုတ်တွေကကြတော့တစ်ဇွန်းကို1အောင်စားပဲရှိတယ်အဲ့ဒါကိုဂယူးဆိုင်ပြီးတော့ကြည့်ရမယ်ဒါဘာနှုတ်မုတ်အမျိုးအစားလဲပေါ့နော်သူရဲ့အညွန့်ကိုတေချာဖတ်ပေးရမယ်နော်အဲ့ဒါဖြော်ပြီးသွားပြီဆိုလို့ရှိရင်နှုတ်ဘူးထဲကိုထည့်မယ်နော်အေးအောင်မွေးမယ်မွေးပြီးသွားရင်ဖြော်ပြီးသွားတဲ့နှုတ်မုတ်ကိုနှုတ်ဘူးထဲကိုထည့်ပြီးတော့ကလေးငယ်ကိုတိုက်နိုင်ပါတယ်တဲ့နော်နံပါတ်9ဖြော်ပြီးတဲ့နှုတ်မုတ်ဘူးတွေကို2နာရီထက်ကြော်ပြီးမထားရအောင်နော်2နာရီထက်ကြော်ပြီးထားတယ်2နာရီကြော်သွားတယ်ဆိုရင်ကလေးကိုလုံးဝထပ်မတိုက်ရအောင်ဘာကြောင့်လဲဆိုရင်ကလေး one shot တက်ပါတယ်တဲ့နော်နံပါတ်10ကတော့တုံးပြီးတဲ့ပစ္စည်းတွေနော်ခုနကတုံးပြီးတဲ့ပစ္စည်းတွေနော်နှုတ်ဘူးတိုက်ပြီးသွားပြီဆိုရင်ခုနကဖြော်ထားတဲ့ဇွန်းတွေချင်းခွက်တွေเนาะပြီးရင်နှုတ်ဘူးတွေကိုတဲ့တေချာဆေးမယ်ပြီးတော့မှသူထားရမယ်တင့်လျော်တဲ့နေရာမှာပြန်ပြီးတော့ထားမယ်နံပါတ်9ကတော့ကလေးကိုနှုတ်ဘူးတိုက်ပြီးတိုင်းလေထုတ်ပေးရမယ်เนาะအမေနှုတ်တိုက်ပြီးတိုင်းလည်းလေထုတ်ပေးရသလိုကလေးကိုနှုတ်ဘူးတိုက်ပြီးတိုင်းလည်းလေထုတ်ပေးရမယ်နံပါတ်10ကတော့လက်ဆေးရပါမယ်ဆရာမပို့ပြီးတော့ဒီအကြောင်းအရာလေးကိုပို့ပြီးမျက်စိထဲမြင်လာအောင်လို့ဆရာမလက်တွေ့လုပ်ပြပါမယ်ဆရာမအခုကလေးနှုတ်ဘူးဖြုတ်ပုံကိုဆရာမတရုပ်ပြပေးပါမယ်နော်နှုတ်ဘူးအရင်ဆုံးဖြုတ်မယ်ဆိုရင်ဆရာမတို့ကအရင်ဦးဆုံးဆရာမတို့ကပစ္စည်းလေးတွေအရင်ဆုံးစုရမယ်နော်အဲ့ဒါဆိုရင်ဆရာမတို့ကတော့တင့်လျော်တဲ့ကလေးအတွက်တင့်လျော်တဲ့နှုတ်မုတ်ဘူးလေးပေါ့နော်လေးရမယ်ပြီးတော့လို့ရှိရင်ချင်းခွက်လေးလိုပါတယ်ပြီးရင်ဖြော်ဖို့ရန်အတွက်ဇွန်းလေးတစ်ချောင်းလေးလိုအပ်ပါတယ်နော်ပြီးတော့လို့ရှိရင်ဆရာမတို့နှုတ်ဘူးလေးလိုအပ်ပါတယ်ပြီးတော့လို့ရှိရင်ဆရာမတို့ဒီဟာလေးကိုထည့်ဖို့အတွက်စတီးလင်မန်းလေးလိုအပ်ပါတယ်ပြီးတော့လို့ရှိရင်ရေနွေးလိုအပ်ပါတယ်ပြီးတော့လို့ရှိရင်ဆရာမတို့ဒီနှုတ်ဘူးလေးတွေကိုပန့်ရှင်းဖို့ရန်အတွက်ဆရာမတို့ဒီဥစားပေါ့နော် brush လေးလိုအပ်ပါတယ်เนาะပြီးတော့လို့ရှိရင်ဒီနှုတ်ဘူးဆေးဖို့ရန်အတွက်ဆရာမတို့ကဒီနှုတ်ဘူးဆေးတဲ့စပ်ပြပေါ့နော်စပ်ပြလေးလိုအပ်ပါတယ်เนาะအဲ့ဒါဆိုရင်ဆရာမအခုဆရာမနှုတ်ဥစားနှုတ်မုတ်ဖြောပြပါမယ်เนาะဆရာမတို့ကလေးနှုတ်မုတ်ကိုဖြောတိုက်တော့မယ်ဆိုလို့ရှိရင်ဆရာမတို့ပစ္စည်းတွေကိုစုပြီးပြီဆိုအရင်ဆုံးမလုပ်အောင်လဲဆိုလို့ရှိရင်ဆရာမတို့လက်ကိုအရင်ဆုံးဆေးရပါမယ်နော်ဆရာမတို့လက်ကိုအရင်ဆေးမယ်ပြီးမှပြီဆိုလို့ရှိရင်ဆရာမတို့ဒီနှုတ်ဘူးလေးတွေကိုတစ်ခုချင်းစီချွတ်မယ်နော်တစ်ခုချင်းစီချွတ်ပြီးတော့ဆရာမတို့ကစပ်ပြနဲ့ brush ကိုအသုံးပြုပြီးတော့တိတ်တိတ်ချာချာဆေးပေးရမယ်အဲ့ဒီခါမှာကျတော့ဒါကဆရာမတို့စီမှာတော့ဒါဒီနှုတ်မုတ်ဘူးပေါ့နော်ဒီနှုတ်ဘူးလေးသုံးတာပေါ့နော်အဲ့တော့ကလေးအသက်အရွယ်အကနှုတ်ဘူးလေးကတော့ကွာခြားပါတယ်နော်ပြီးတော့လို့ရှိရင်အထက်မှာရှိတဲ့ဒီနှုတ်ဒီကောင်းလေးတွေဆိုလို့ရှိရင်ကလေးအသက်အရွယ်လားတစ်မျိုးစားအများကြီးရှိပါတယ်နော်ဆရာမတို့နှုတ်ဘူးလေးတွေဆရာမတို့ဆေးမယ်နော် brush လေးနဲ့ဆရာမတို့တစ်ခုချင်းစီကျုပ်ပြီးဆေးမယ်ဒါလေးကကျတော့ဒါအထက်ကိုထည့်ပြီးဆေးရတာပေါ့နော်ဒီမှာဒီ brush လေးကကျတော့ဒီနှုတ်ဒီကောင်းအထက်ထဲကိုလှည့်ပြီးတော့ဆေးပေးရပါမယ်တိတ်တိတ်ချာချာဆေးပေးရမယ်ဒါတွေအကုန်လုံးပြီးသွားပြီဆိုရင်တော့ဆရာမတို့ကဒီနှုတ်ဘူးလေးကိုနှုတ်ဘူးပေါင်းဆက်ထဲကိုထည့်ပြီးတော့ပေါင်းပေးရမယ်အကယ်၍နှုတ်ဘူးပေါင်းဆက်မရှိဘူးဆိုလို့ရှိရင်လည်းပုတ်ပွက်စီနေတဲ့ရေနွေးထဲကိုဆရာမတို့ထည့်ပြီးတော့ပြုတ်မယ်နော်ဆရာမတို့ဆိုလိုတာတော့ဆရာမတို့ပေါင်းပြီးသွားပြီဒါမှမဟုတ်နှုတ်ဘူးပြုတ်ပြီးသွားပြီပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဆရာမတို့ခုနကဒီနှုတ်ဘူးတွေအကုန်လုံးဆက်ပြီးတော့စတီးလင်မန်ထဲကိုတိတ်တိတ်ချာချာထည့်ပါမယ်နော်တိတ်တိတ်ချာချာဆရာမတို့ထည့်ပါမယ်ပြီးတော့လို့ရှိရင်ဆရာမတို့ကနှုတ်မုံနဲ့ကလေးနှုတ်မုံဖြောဖို့ကိုစပါမယ်နော်အဲ့တော့ဆရာမတို့ကဒီနှုတ်မုံအမျိုးအစားလိုက်ပြီးတော့ပေါ့နော်ဆရာမတို့ကဇွန်းလေးတွေနဲ့အောင်ဆောက်လေးတွေကွာသွားတာတွေရှိပါတယ်အဲ့ခါကျတော့ဆရာမတို့ဒီနှုတ်မုံဘူးမှာပါတဲ့ဒီလမ်းညွှန်ချက်လေးတွေဆရာမတို့တေချာဖတ်ဖို့တော့လိုအပ်ပါတယ်နော်ဆရာမတို့ဒီနှုတ်မုံအမျိုးအစားလေးကတော့သူကဇွန်းတစ်ဇွန်းကိုဆိုလို့ရှိရင်သူက2အောင်စားရှိပါတယ်အဲ့တော့ 60cc ပေါ့နော်အဲ့ခါကျတော့ဆရာမတို့ကဒီချင်းခွက်ထဲကိုနှုတ်မုံဆရာမတို့အခု60cc ပေါ့နော် 60cc ဖြောင်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာမတို့ဒီနှုတ်မုံလေးကိုတစ်ဇွန်းထည့်ပါမယ်နှုတ်မုတ်ဘူးလေးကိုအရင်ပိတ်ပေးပါပြီးတော့လို့ရှိရင်ဆရာမတို့ကနှုတ်မုတ်ထည့်ပြီးသွားပြီဆိုလို့ရှိရင်ခုနကဆရာမတို့ကတစ်စုံကို 60cc လို့ပြောတဲ့အတွက်ကြောင့်မလို့ဆရာမတို့ကဒီချင်းခွက်မှာဆိုရင်အမှတ်အကားလေးတွေပါတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါ 60cc ပါအဲ့ဆရာမကလက်နဲ့ဒီလို
လိုကင်ပြီးတော့ဆရာမတို့မထည့်ဘူးဘာလို့ဆိုလက်ကစောင်းနေရတော့ဘာလို့ဆိုရင်ဒါအချိန်စားကမှားသွားနိုင်တဲ့အတွက်ကြောင့်မို့ဆရာမတို့ကဒီစတီးလေးမှန်ပေါ်မှာပဲပြင်မယ်ပြီးတော့လို့ရှိရင်ရေနွေးကိုပေါ့နော်ဒါရေနွေးကိုဆရာမတို့က60 cc ထည့်ပါမယ်နော်ဆရာမတို့ထည့်ပြီးသွားပြီဆိုလို့ရှိရင်ဆရာမတို့တွေမလုပ်ရမယ်ဒီဇွန်းလေးလေးနဲ့ဆရာမတို့ဖြည်းဖြည်းလေးမွေပေးရပါမယ်နော်အဲ့လိုပဲမွေပေးရပါမယ်နော်မြင်အေးအောင်ဆိုပြီးတော့ဆရာမတို့ပါဇက်နဲ့ဖူးမုတ်တာမျိုးတွေမလုပ်ရပါဘူးဒီအထက်ကနွားတို့မုတ်လေးတွေကျင်ညက်သွားအောင်ဆရာမတို့တိတိကျကျလေးမွေပေးပါမယ်မွေပြီးတော့ပြီဆိုရင်တော့ဆရာမတို့ဒီဇွန်းလေးကိုဒီစတီးလင်မန်လေးထဲမှာပဲဆရာမတို့ကထားပါမယ်ပြီးတော့လို့ရှိရင်ဆရာမတို့ခုနကတော့တိုက်မဲ့နှုတ်ဘူးပေါ့နော်နှုတ်ဘူးလေးထဲကိုဆရာမတို့ကတိတိကျကျမဖိတ်အောင်ထည့်ပါမယ်နော်ပြီးတော့လို့ရှိရင်အဖုံးလေးကိုဆရာမတို့ကတိတိကျကျဖုံးပေးပါမယ်တတိထားမှာတခုကဒီနှုတ်ဒီကောင်ကိုဆရာမတို့ရဲ့လက်နဲ့လုံးဝမထိမိပါစေနဲ့ဒါဆိုလို့ရှိရင်ဆရာမတို့ကလေးကိုနှုတ်လိုက်ဖို့ရန်အတွက်အစင်တစ်ချော်ပြီးတဲ့နှုတ်မုံလေးပဲဖြစ်ပါတယ်เนาะဆရာမတို့ဒီနှုတ်မုံကိုအခုဆိုရင်ကလေးကိုနှုတ်တိုက်လို့ရပြီเนาะဒီနှုတ်ကိုတိုက်ပြီးသွားပြီဆိုလို့ရှိရင်ဆရာမတို့ဘာလို့ပို့လို့လဲဆိုရင်ကလေးကိုလေထုတ်ပေးဖို့ရန်အတွက်လိုအပ်ပါတယ်ပြီးတော့ရင်ဒီနှုတ်မုံဥပမာဒီနှုတ်မုံနည်းနည်းကြံနေသေးတယ်ပေါ့เนาะဒီနှုတ်ဘူးလေးကနည်းနည်းကြံနေသေးတယ်ဆိုရင်လည်း2 နာရီထက်ကြော်အောင်မထားရပါဘူး2 နာရီကျော်လာပြီဆိုလို့ရှိရင်ဒီနှုတ်မုံကိုကလေးကိုထပ်မတိုက်ရပါဘူးဘာလို့လဲဆိုရင်ကလေး one shot တက်တဲ့အတွက်ကြောင့်မဟုတ်ပါဘူးအဲ့ဒါလည်းပြီးတော့လို့ရှိရင်ဆရာမတို့ကဒီပစ္စည်းလေးတွေကိုအကုန်လုံးတေချာဆေးကြောမယ်ပြီးတော့စနစ်တကျသူ့နေရာနဲ့သူပြန်ထားမယ်ပြီးတော့လို့ရှိရင်တော့ဆရာမတို့လက်ဆေးလို့ရပါပြီအခုကတော့ဆရာမအခုပြုတ်ပြတဲ့နည်းကတော့ဒါကလေးနို့ဘူးဖြော်နည်းလေးပဲဖြစ်ပါတယ်